မနေ့ပြန်8ရက်နေ့ပေါ့နော်8ရက်9လ2026အတွက်ကိုဒါဗီဒီယိုဖိုင်တင်တာပေါ့နော်ဒါပေမဲ့မနေ့ပြန်အတွက်ကိုမပြောခင်ပါလေသိလားကျမပြောပြအောင်ကျမအကောင့်ထဲမှာဖုံလာထနေတဲ့လူတွေရှိရနော်ဒီနေ့လဲမနက်ကားတဲ့ခွန်ကိုးထွက်လို့တဲ့လွဲတယ်တဲ့အော်ဒုက္ခပဲကျမရဲ့မူကိုမသိပဲနေမြဘာတွေလာပြီးအာလာချောင်းတာလည်းမသိဘူးကျမပြောရှင်းရှင်းလေးမနေ့ကတုန်းကမုံစားထားတာဖြစ်သည့်အတွက်ဒီနေ့ကိုမုံကတိတ်ကျိမသိဘူးเนาะကျမတို့ဒီနေ့မှာတော်ချောင်းလေးတွေနဲ့အဓိကဆော့ရမယ်တော်ချောင်းလေးတွေက3ချောင်း5ချောင်း8ချောင်းလို့ပြောထားတယ်ကျမရဲ့မူကိုသိတဲ့သူတွေကသိပြီးသားเนาะနေကုံလို့ပြောပြီးသားမနှက်မဟုတ်ရင်ညက်နေဟုတ်ပြီเนาะမနှက်မထိရင်ညက်နေထိမနှက်မရရင်ညက်နေကိုဆက်ပြီးတော့ကစားရမှာဒါအောင်ဆက်ကင်နာရမှာလို့ပြောထားပြီးသားဘူးမသိကိုမသိเนาะကိုစီးတယ်မြင်းရအထီးလားမသိအမလားမသိပဲနဲ့အားလာချောင်းတာဒါပေမဲ့တနာလို့အသေးပေးလိုက်တယ်เนาะအဲ့ဒီမန့်လေးတွေလေတနာလို့အသေးပေးလိုက်တယ်သိလားနောက်တစ်ခုကလေဟိုကိုမတိပဲနဲ့အာမချောင်နဲ့เนาะဒီနေ့ဆိုလို့ရှိရင်မနေ့ကဆိုကျမ1-2-3-3ညဆိုတဲ့အခွေထွက်တယ်ဒီနေ့ဆိုလို့ရှိရင်9-8-9-3ညဆိုတဲ့အခွေထွက်တယ်နားလည်လားမသိဒါဒီကကျမမန်ပါဝင်နေရှိကကျမကဟိုမန်ပါကြီးယူထားတာဖြစ်သည့်အတွက်ဒါတွေကို line ပေါ်မှာတက်ပြီးတော့ဟောင်းပွားပြောလို့မရအောင်ဟုတ်ပြီเนาะသူစီကိုစီဆိုတာထားပေးရတယ်သို့တော့ကျမတာဝန်ယူထားတဲ့အပိုင်းမှာကျမအဖွဲ့သားတွေကျမတာဝန်ကြည့်တယ်နော်တုံညပတ်တီမနေ့ကနေထွက်သွားပြီနောက်ထပ်ပတ်တီတစ်လုံးပြောင်းပေးထားတယ်အဲ့ဒါတွေရောရှင်တို့သိလားမသိဘူးမှလားရှင်တို့က line ပေါ်ကမြင်လိုက်တဲ့ဟာလေးကိုပဲရှင်တို့သိပြီးရှင်တို့အာဝင်ချောင်းလားထိုက်မှရတာနော်ပြောချင်တာထိုက်မှရတာကိုယ့်ရဲ့စိတ်တိုင်းကြိုးပေးတယ်ကျမထားတဲ့စိတ်ကိုကျမပုံမှာပြန်ထားတဲ့လူကြီးကကျမနဲ့အကျိုးပေးမှာပဲဟုတ်တယ်နော်အဲ့ဒါကိုဘူးမသိကိုမသိလာပြီးအာလာမချောင်းနဲ့ကျမရှင်တို့ရည်ခြင်းတယ်လို့ပဲပြောခြင်းတယ်နော်အဲ့ဒီတော့မနှက်ဖြန်အတွက်ကိုဆက်ပြောရမယ်ဆက်သွားရမယ်ဆိုလို့ရှိရင်ကြတော့ဒါဒီနေ့ဆိုရင်9ရက်နေเนาะကျမမနေ့ပြောဒိတ်ကလေးလှတယ်လို့ဆိုတော့တက်တွေ့လာမနက်ပိုင်းကိုခွန်လုံးမိုင်ချတယ်ညနေပိုင်းကိုခွန်ပရိတ်ချတယ်ဟုတ်ပြီเนาะအဲ့တော့မနက်ဖြန်ကိုကျမတို့ကဒါမုတ်ပြန်စားရတော့မယ်เนาะမုတ်စားမယ်ဆိုလို့ရှိရင်မုံက3ခုစားရင်ကောင်းမလား10ခုစားရင်ကောင်းမလားပေါ့เนาะဒါချိန်ပြီးတော့စားမယ်မနက်ဖြန်တော့မုံအဓိကပြန်စားရမှာပေါ့ဒါပေမဲ့လည်းတော်ချောင်းလေးတွေကတော့မပါမဖြစ်ပေါ့တော်ချောင်းလေးတွေကကြတော့မနက်ဖြန်4ချောင်း9ချောင်း2ချောင်းเนาะဒါကမနက်ဖြန်တရက်စာเนาะအကြောင်းသိတဲ့သူတွေကတော့တည်ပြီးသားပါနေကုံเนาะနေကုံမနက်မဟုတ်ရင်ညနေဆက်ယူသွားရမှာအဲ့ဒါကိုเนาะသူများတွေအာလာချောင်းလို့ဘူးမသိကိုမသိအာချောင်းတဲ့လူတွေမျိုးတော့ရှောက်တလွဲရှောက်မလုပ်ကြနဲ့ဟုတ်ပြောချင်တာကအဲ့တော့ပေါ်ဝဲစိတ်ဖမ်းတဲ့သူတွေအနေနဲ့ကလည်းပေါ်ဝဲစိတ်6កောင်เนาะပေါ်ဝဲစိတ်6កောင်ကဖမ်းရမှာဆက်ဖမ်းရမှာပါရှင်အဲ့တော့ကျမအဖွဲသားတွေကိုကျမပြောချင်တာကတော့2ရက်ဇက်တိုက်အခွေ2ခွေအောင်သွားတာဖြစ်တဲ့အတွက်ကွန်ပါလို့เนาะအဲ့တော့မနက်ဖြန်ကိုလည်းဆက်ပြီးတော့အောင်ကြပါစေကျမနဲ့ကန်ဆက်ကြပါစေလို့ကျမဆုတောင်းပေးပါတယ်เนาะဒါပါပဲရှင်နောက်တစ်ခုကကြတော့လေသိလားမနက်ဖြန်မနက်ပိုင်းပေါ့เนาะမနက်ဖြန်မနက်ပိုင်းကျမ2ခွန်4ကိုထိတ်စီရကြိုက်တယ်เนาะ